Welcome back to my channel. Click on the subscribers button. Ready? Let's go. Episode 2. Hello အားလုံးပဲမင်္ဂလာပါအခုအပိုင်းမှာကကျမတို့ဖိုးတင်တဲ့နေကိုပြပေးမှာဖြစ်တယ်အခုကကျမဒီ short ထဲကိုရောက်ပြီးဒီမိုင် product ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါလိမ်မွေအကြောင်းနေရာကဒီ add new product ကိုနှိပ်ပေးပါဒီနေရာမှာဆိုလို့ရှိရင်ကျမတို့ပို့တင်မှာဖြစ်တယ်ပို့တင်တဲ့အခါမှာကိုကတရောင်းမဲ့ဒီပစ္စည်းရဲ့ဓာတ်ပုံကို edit လုပ်ပြီးသားဖြစ်ထားရေးပို့ပြီးတော့ကောင်းတယ်ပေါ့နော်လာလာပပလေးလုပ်ထားရေးပို့ပြီးတော့ကောင်းတယ်ဒီနေရာမှာကိုတင်မဲ့ပုံရွေးပါဒီအနီအောင်နဲ့ဝိုင်းပြထားတာကဒီ main အနေနဲ့ပေါ့နော်ကိုရဲ့ shop မှာ main အနေနဲ့ပြပေးမဲ့ပုံဖြစ်တယ်ပြီးရဒီမှာ product တွေကကိုတင်ရောင်းတဲ့ပစ္စည်းရဲ့အမျိုးအမည်ကိုရေးထည့်ပြမှာဖြစ်တယ်ဒီသူတို့ကြည့်လိုက်တာနဲ့သူတို့လိုအပ်တဲ့ပစ္စည်းဖြစ်ဖို့အတွက်ကိုလွယ်ကူနေအောင်ရှင်းနေအောင်ရေးထားပြီးပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်တစ်ချက်ကဒီမှာကိုက cosmetic ရောင်းတယ်ဆိုလို့ရှိရင်ဒီ cosmetic ကိုဘယ်လိုအသုံးပြုရလဲဆိုတဲ့အကြောင်းကိုလည်းဒီစာလုံး900နေမှာနေရာမှာပေါ့နော်စာလုံး900နေရာမှာရေးထည့်ပြရမှာဖြစ်တယ်သူကိုဘယ်လိုသုံးရလဲဆိုတဲ့အကြောင်းပေါ့နော်စာကတော့ဒီနေရာမှာမှတ်ဖြစ်မနေရေးရတယ်တကယ်ဒီသုံးရမယ့်နီလန်းကိုရေးပေးရမှာတော့ကိုယ့်ရဲ့သဘောပဲပေါ့နော်ရေးပေးတယ်ရေးလို့ရတယ်ဒါမှမဟုတ်ဘူးဒီပထမဒီ product name မှာဖြည့်ထားတဲ့စာလုံးလေးပဲသူလက်ခံနိုင်တဲ့စာလုံးအရေးတွေ့ကိုက copy ထပ်ခါနှိပ်ပြီးတော့ထည့်လိုက်လေရတယ်ပေါ့နော်ဒီနောက်တစ်ဆက်ကကိုယ့်ရဲ့ပစ္စည်းကပေါ့နော်ဘယ်နေရာနဲ့နီးစပ်လဲ cosmetic လားအထဲလားပေါ့နော်ဖက်နက်တင်လားဒါကိုကရွေးချယ်ပေးထားရေးပို့ပြီးတော့ကောင်းတယ်ဒီဝယ်တဲ့သူတွေကသူတို့ဖက်နက်လူဖက်နက်အထည်လူအထည်စာရိုက်တဲ့အခါမှာကိုကဒီနီးစပ်ရပြပေးတဲ့အခါမှာကိုရဲ့ shop ကိုရဲ့ဆိုင်လေးကိုမြင်ရတယ်ပေါ့နော်ပြီးတော့ကိုတင်ရောင်းတဲ့အင်ဂျီကဒီဈေးထဲကချုပ်ထည့်လေးဆိုလို့ရှိရင် no brand ပေါ့နော်အဲ့လိုလေးနောက်တစ်ခုကဂျန်တာနေရာမှာကိုပစ္စည်းကမ300လားချာ300လားအလုံးတွက်300လားပေါ့နော်ရွေးချယ်လို့ရတယ်ဒီနောက်တစ်ဆက်က area ကကိုရဲ့ပစ္စည်းကဒီဝယ်သူတွေအနေနဲ့လာရှာတဲ့အခါမှာဒီမျက်နှာနဲ့ပတ်သက်ပြီးရှာတဲ့အခါဆိုလို့ရှိရင်ကိုရဲ့ပစ္စည်းကလည်းဒီမျက်နှာနဲ့ပတ်သက်ပြီးရှာတဲ့သူအတွက်မှာတွားပြီးတော့ပေါ်ပေးတယ်ပေါ့နော်တကယ်လို့ဒီနေရာမှာမရှိဘူးဆိုလို့ရှိရင်အခုကျမရေးထည့်နေသလိုမျိုးရေးထည့်လို့ရတယ်လူတွေအလွယ်တကူရိုက်စာပြီးတော့ရေးတတ်တဲ့စာမျိုးကိုရေးပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခုဒီအဆက်ကကြတော့ကျမတို့ဒီပို့တစ်ခုမှာအထည်ဆိုလို့ရှိရင်ဘယ်နဲ့ထည်တင်ရအောင်မလဲပေါ့နော်ငါးရဲဆိုလို့ရှိရင်လည်းငါးအမျိုးစားဒီမှာစီဆိုင်ဆိုပြီးတော့ရှိတယ်တကယ်လို့သူပေးထားတဲ့ဟာကိုကျမတို့ကမရွေးချင်ဘူးကိုရွေးမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒါကတော့သူပေးထားတဲ့ဟာလေဒါတွေကိုမသုံးချင်ဘူးကိုနဲ့ကိုဖြည့်ထည့်မယ်ဆိုလို့ရှိရင်ဖြည့်ထည့်လို့ရတယ်ဒီမှာများပြားလိုက်တဲ့အတန်းလေးကိုနှိပ်ပါပြီးလို့ရှိရင်ဒီနေရာမှာကကိုရဲ့ပစ္စည်းကဥပမာ free size ဆိုလို့ရှိရင် free size ဆိုပြီးတော့ခေါင်းစဉ်လေးထည့်ထားလို့ရတယ်ဒီ free size မှာဆိုလို့ရှိရင်ဥပမာအထည်နဲ့ပြောပြနေပေါ့နော် free size မှာဆိုလို့ရှိရင်ဘာရောင်ရှိလဲပန်းရောင်အနေနဲ့ရှိမယ်ပြီးလို့ရှိရင်ပန်းရောင်ပြီးနောက်တစ်ရောင်အတွက်ကိုလည်းဒီ add ကိုပဲထက်ကနဲ့ add option ကိုနှိပ်နော် add option ကိုနှိပ်ပြီးဆိုလို့ရှိရင်ပန်းရောင်ပြီးအစိမ်းရောင်ဥပမာအနေနဲ့ပြောရဖြစ်တယ်ပေါ့နော်အဲ့လိုလေးကိုက9ထည့်ဆိုလို့ရှိရင်9ရောင်ဖြစ်တဲ့အတွက်9ခါပေါ့နော်အဲ့လိုအရောင်လေးတွေရေးသွားပေးလိုက်ပါဒီအရောင်ရေးပြီးပြီဆိုလို့ရှိရင်ဒီအရောင်ရဲ့ပစ္စည်းတွေပေါ့နော်တစ်ခုချင်းစီရဲ့တန်ဖိုးကိုကိုကရေးပေးရမှာဖြစ်တယ်ပေါ့နော်အခုကျွန်မခေါင်းစဉ်ရေးနေတာကိုရဲ့ဟာကဒီ free size ဆိုလို့ရှိရင် free size ပေါ့နော်အဲ့လိုလေးရေးထည့်ပေးလိုက်လို့ရတယ်ပြီးဒီများပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီ price နေရာမှာကဈေးကကိုရောင်းနေတဲ့ဈေးထက်ပိုပြီးတော့ထည့်ပေးမှအဆင်ပြေတယ်ပေါ့နော်ကိုက150နဲ့ဝယ်ထားတဲ့အထည်ကို200နဲ့တင်ရရဲသူ့ရဲ့ဈေးမှာတင်ရတဲ့နှုန်းပေါ့နော်ပါဆေးကိုဥပမာ30ဘန်း40ဘန်းလောက်ဖြတ်သွားရင်ကိုယ့်ရဲ့အမြတ်က30လောက်ပဲကျန်မယ်ဒါကြောင့်မလို့တွက်ပြီးတော့နည်းနည်းပိုထည့်ပြီးတော့ရေးဖို့တော့လိုအပ်တယ်ပေါ့နော်ဒါကတော့ stock ကိုဖြည့်ထည့်တယ်ပြီးတော့နောက်တစ်ဆက်ကဒီမှာ mini order ဖြစ်တယ်ဒီဟူဆေးမရှိဘူးပြီးတော့shopping ခါကကြတော့သူတို့တတ်မှတ်ပေးလို့ရအောင်ကိုတင်ရောင်းတဲ့ပစ္စည်းရဲ့ weight ကဘယ်လောက်ရှိလဲပေါ့နော်အဲ့လိုပြီးတော့နောက်တစ်ချက်ရှိသေးတယ်ဒီမှာဒါကတော့ပစ္စည်း site တွေကိုရေးထည့်လို့ရတယ်အကုန်လုံးရေးထည့်စရာမလိုဘူး weight နေရာမှာခန့်မှန်းခြေလေးရေးလိုက်လို့ရတယ်နောက်တစ်ချက်ကဒီ standard အနေနဲ့ပို့မှလားဒီနေ့ချေပို့မှလားပေါ့နော်ထိုင်းလို့ဆိုလို့ရှိရင်လေဆိုထူပါဆိုပြီးတော့
ပြထားတယ်ပေါ့နော်ကျမအဲ့ဒီဟာကိုပိတ်ထားတယ်စာတိုင်းနဲ့အပ်တာပဲကျမပို့မှာပေါ့နော်ဆိုတော့ဒီနေရာမှာအားလုံးပြီးဆိုပြီးဆိုလို့ရှိရင် public စာလုံးတွေကဒီထထင်းလေးပေါ်နေပေးတယ်ပေါ့နော်လိမ္မော်ရောင်ကကိုဖြည့်ထားတဲ့နေရာမှာလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင်ဒီစာလုံးကမပေါ်သေးဘူးမိတ်နေတယ်ပေါ့နော်ကိုကဖြည့်ဆွဲလို့ပြီးသွားပြီဆိုလို့ရှိရင် public နှိပ်ပါပြီးရင်ကိုရဲ့ short ထဲကိုတွားပြီးတော့ဝင်ကြည့်လို့ရတယ်ဝင်ကြည့်လိုက်တဲ့အခါမှာကိုသဘောမကျတဲ့အချက်တွေရှိတယ်ဒီပို့ကိုအတက်ပြန်ပြီးတော့လုပ်လို့ရတာဖြစ်တယ် shop ပေးမှာဈေးရောက်ရင်ခဏပြောသလိုကိုတင်ရောင်းတဲ့ဈေးနဲ့သူတို့ပေးရမယ့် percent တွေကိုတေချာလေးတွက်ပြီးမှတင်ရောင်းဖို့တော့လိုအပ်တယ်တခါတလေဆိုလို့ရှိရင် shop ပေးကသူတို့ရဲ့ first စေးချတဲ့အခါလေးမျိုးရှိရပေါ့နော်ဒါဆိုလို့ရှိရင်ကိုအရင်လောက်ဈေးနဲ့လည်းရောင်းပေးလိုက်ရတဲ့အခါမျိုးရှိတယ်တကယ်လို့ကိုမရောင်းနိုင်ရင်လည်းကယ်ဆယ်လုပ်လို့ရတယ်ဒါကတော့ပို့ကိုအတက်ပြန်လုပ်တယ်ပြီးတော့ပို့ကိုဘူးထိုးပြီးတော့လည်းရောင်းလို့ရတယ်ဖြစ်တယ်ပေါ့နော်ဒါကတော့ကျမရဲ့ဒီဈေးနှုန်းကိုပြင်ပြေတာကျမလည်းအရင်ကကိုတက်နိုင်တဲ့ဈေးလေးပဲတင်ထားတယ်နားလေတလောက်20 30လေးပို့ပြီးတော့တင်ရောင်းရထားပြီမဲ့20 30နဲ့ပို့လို့မရလို့ထပ်ပြီးတော့ပို့ရတယ်ပေါ့နော်တခါတလေဝယ်သူအနေနဲ့ဒီဘယ်လိုပြောရမလဲသူတို့မှာ short တဲ့ဟာလေးတွေလေရတဲ့အခါဆိုလို့ရှိရင်ဈေးနှုန်းကအရင်နေသွားတာမျိုးဖြစ်တယ်ဆိုတော့ဒါကတော့ပို့တင်တဲ့ဗီဒီယိုဖိုင်အပိုင်းဖြစ်တယ်နောက်ဗီဒီယိုဖိုင်တွေမှာ order လက်ခံတဲ့နီးဘယ်လိုပို့ရလဲဆိုတာကိုလည်းပြပေးသွားမှာဖြစ်တယ်ဒါကတော့ကျမရဲ့ဆိုင်မှာတင်ထားတဲ့ပစ္စည်းတွေဖြစ်တယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆော့ပြီးမှဈေးရောက်တဲ့အခါရောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်